မင်္ဂလာပါ MKK အင်ချင်မြေအကျိုးဆောင်မှကြိုဆိုပါရဗျကျွန်တော်မိတ်ဆက်ပေးမဲ့မြေခွက်လေးကတော့ပြင်းဦးတွင်ကြောက်ဆဲခန်ချင်းဆက်လမ်းမကြီးရဲ့တကွက်ငုတ်မြေခွက်လေးပဲဖြစ်ပါတယ်မြေခွက်လေးရှိတဲ့တီနေရာလေးကတော့ပြင်းဦးတွင်မြို့နယ်ပြင်စာရွှေချောင်းကျေးရွာမှာတည်ရှိပါတယ်ရွာမြေခွက်လေးပါမြေခွက်ထဲကိုဝင်တဲ့လမ်းလေးကတော့ပေ20လမ်းလေးပဲဖြစ်ပါတယ်မြေခွက်ရဲ့အကျယ်ဝန်းကတော့ပေ60ပတ်လည်တောင်းကွက်လေးဖြစ်ပါတယ်မြေခွက်ရဲ့နောက်ကျောမှာလမ်းလေးလည်းရှိပါတယ်တဘာဝတရားရိပ်တာလမ်းကနေလည်းဝင်လို့ရပါတယ်ခရိုင်ရင်းဆက်လမ်းမကြီးကိုလည်းလမ်းမြင်ရပါတယ်ဗျူးလည်းကောင်းပါတယ်မီးလွယ်ရေလွယ်အိမ်လည်းတန်းဆောက်လို့ရပါတယ်မြေခွက်လေးရဲ့တန်ဖိုးကတော့3900ညှိနှိုင်းဈေးလေးနဲ့ရောင်းချပေးပါမယ်မြေခွက်ကလေးကိုစိတ်ဝင်စားရင်3999685848ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများခိုင်မာတော့မြေခွက်ကောင်းများပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် MKK အင်ချမ်းမြေအကျိုးဆောင်မှစုမုံကောင်းတောင်းပေးလိုက်ပါတယ်